ကြောင့်ပြောတာပေါ့ဓမ္မမယားနဲ့နွားမတနာနဲ့တဲ့ဟိုဆောင်ဘုတ်ကိုလက်ကင်ထားပါဆောင်ဘုတ်တို့ချစ်တော့ချစ်တယ်အလိုမလိုက်ဘူးဘာမှလူလိုက်စရာအကြောင်းမရှိဘူးဟာငါ့ကိုကြည့်လိုက်စမ်းအနေထားရွှေငါးလေဟာဒီအိမ်မှာငါကြားဒီမှာငါရစားအားကြတယ်ဆရာကြီးလေဟာတူကြီးလေဗျာဟာမိမခိုင်းပြရှိတခုံးမဲ့ဟာအောင်ရောမေခမညာဘာလို့တနေ့လုံးဟောင်းကထိုင်ရတာညောင်းနေလေဒီအချိန်လေးအညောင်းပြေထားရတာအပြစ်ထွက်ဖို့လုံးဝမစင်စားနဲ့အိမ်မှာရှော့ဖို့ဖို့ရှိတယ်အဲ့ဒါစင်စားတာဒါပဲဟုတ်ပါလေခင်ဗျာပြောဒီမှာခင်ဗျာကြားဆိုဟုတ်တယ်လေဟိုသူဖို့ခိုင်းတာတွေကိုငါဖို့ရတယ်ကြာငါဖို့ကြာ ခင်ဗျာပြောဒီမှာခင်ဗျာရသာဆိုရသာတော့ရသာသူနဲ့တွေ့ငါအစင်သူကရသာကွာခင်ဗျာပြောတော့ဒီမှာခင်ဗျာဆရာကြီးဆိုဆရာကြီးတော့ဆရာကြီးပဲသူနဲ့တွေ့ငါစိတ်ညစ်ဆရာကြီးကိုဖြစ်သွားတာဟုတ်တယ်ခင်ဗျာပြောတော့ဟိုမိမများတယ်ခိုင်းစားရှိတခုံးမဲအေးလေတခုံးမဲလေးခိုင်းလိုက်တာ तू မလို့ရင်ငါကိုယ်တိုင်ထလုပ်တယ်လေအဲ့တော့ပြီးသွားတာပဲဟာခင်ဗျာခင်ဗျာတော်တော်မိမကြောက်ရတူပဲခင်ဗျာလာအားကိုပြီးမှားတာပဲဗျာဟာအဲ့ရဘလို့ပြောလိုက်တာလဲကွာနည်းနည်းမှလူအောင်မယုံသိနေပါပညာလေးတော့နည်းနည်းလေးစားပါအဲ့ဒီကိစ္စလာခဲ့တာဟောပြောဟိုခင်ဗျာကျွန်တော်ဟောခဲ့ဘူးလေနောက်9နှစ်ကြာရင်အိမ်တော်ကြီးအလုပ်ကရှိမယ်တဲ့အဲ့ဒါဟိုအဲ့တိုင်းပဲဖြစ်မှာပဲလားဟာအဲ့တိုင်းပဲဖြစ်မှာလုံးလည်းမရှိလုံးဝပြောင်းလဲမရှိဘူးဒါမှမင်းမဖြစ်တာတော့မသိဘူးငါတော့ဖြစ်ချင်ပြီခင်ဗျာလည်းပါစေလို့စိုင်းနေပြီမင်းနဲ့ငါနဲ့ဇာတာတူနက်ခတ်မေ့နေလားကဲခင်ဗျားကြောင့်အတားထားသမှာဗျာကျွန်တော်သိတယ်ပဲဖြည့်ဗျာတော့အပြောင်းလဲမရှိနိုင်ဘူးလားဟာဖေးရင်းဆိုတာဖြစ်နိုင်ကြီးကိုခံမှန်းဟောရတာလေအတိအကျကြီးတော့ဘယ်လိုပြောလို့ရမလဲအဲ့ဒီလိုမဖြစ်ချင်တော့မင်းကြိုးစားပြီးရှောင်ပေါ့ကွာကျွန်တော်မရှောင်ချင်တော့ဘူးဗျာနော်ဖြစ်ချင်တယ်ဒီအဲ့မိမောလည်းစိတ်နဲ့အရန်ကုန်နေပြီအေးငါလည်းတော်တော်ကုန်နေပြီမင်းလည်းငါပြောတယ်တော်တော်အချိန်ကုန်နေပြီဟိုမှာခေါ်နေတယ်သွားဖွတ်လိုက်ဦးမယ်မိမအတန်လဲကြောက်အားချင်းစားစနွေးချင်းချက်သူကြီးနဲ့နေနှက်တဲ့အတိုင်းပဲ